လူလောကကြီးမှာကြုံတွေ့နေကြတာရှမယံကမကောင်းတဲ့အလှဲ့နဲ့ကြုံရင်စိတ်ဆင်းရဲကြပြန်တယ်ကောင်းတဲ့အလှဲ့နဲ့ကြုံတဲ့အခါဝမ်းသာကြပြန်တယ်နော်ဒီလိုပဲတန်တရားထဲမှာဒီလိုဖြစ်တယ်အဲ့ဒီဝမ်းသာခြင်းဝမ်းနည်းခြင်းဆိုတဲ့နောက်ွယ်မှာဘာလာတော့ဆိုဝမ်းသာတဲ့အခါမှာနောက်ထပ်ဝမ်းသာခြင်းနဲ့တဏှာဆလာပြန်နော်ဝမ်းနေတဲ့ပုဂ္ဂိုလ်ကလည်းဝမ်းသာခြင်းနဲ့သူများတွေတို့ဝမ်းသာခြင်းနဲ့ဆိုသူလည်းတဏှာဖြစ်လာပြန်တယ်အဲ့ဒါကိုဝေဒနာပစ္စယတဏှာလို့ပဲဟောဖရာဟောတာနော်အဲ့ဒါလိုဝမ်းသာဝမ်းနေဖြစ်တဲ့ပုံမှာလူကျင်မှုတွေတတ်မဲ့မှုတွေပြင်းထန်လာတဲ့အခါဆွလမှုရင်ထဲမှာဆွဲညှိနေတယ်ဆိုတဲ့ဥပါဒံဖြစ်လာတဏှာပစ္စယဥပါဒံဖြစ်လာတဲ့အခါကျတော့ရလိုမှုနဲ့ကြိုးစားအထောက်မှုရုန်းကန်မှုတွေဖြစ်ပေါ်လာတယ်ချမ်းသာခြင်းနဲ့နော်တဲ့ဒုက္ခကိုလိုချင်တယ်ဆင်းရဲဒုက္ခကိုယုံမုန်းတယ်ကြိုးစားအထောက်လာကြပြန်ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်အဲ့ဒါဥပါဒနာပစ္စယဘဝဆိုတဲ့ကံတရားတွေဖြစ်တာပဲကံတရားဖြစ်ပြန်တော့ဘာဖြစ်တော့ဘဝပစ္စယဇာတိဆိုပြီးတော့ဇာတိဖြစ်လာတာအဲ့တော့တန်တရားထဲမှာလဲနာဒီပုံစံပဲနော်တန်တရားထဲမှာလဲနာကိုယ်ရင်ထဲမှာရှိတဲ့သဘာဝတရားတွေကလှက်ပတ်ပြီးတော့ကိုယ့်ရဲ့ဒုက္ခဒုက္ခကိုဖြစ်စေနေတာဖြစ်တော့ကိုယ့်ရင်ထဲမှာဖြစ်တာကိုယ်တိုင်မထိန်လို့ဘယ်သူထိန်မှာနော်စဉ်းစားကြည့်ကို control ဟာကိုယ့်ရင်ထဲမှာပဲရှိတယ်ကိုယ့်ရင်ထဲက control မထိန်မဲနဲ့မကိုင်းမဲနဲ့တစ်ဖက်သားကိုအာကိုနေခြင်းဟာလည်းပဲမှားရနေလို့သူပြောမှာနော်ရသဗျာပွင့်တော်မူတဲ့အခါကျတော့ဖះဘယ်လိုဟောတော့ဆိုအတ္တာဟိအတ္တနောနာထောအေးမင်းအာကိုရမှာမင်းကိုမင်းပဲဖြစ်တယ်ဆိုဒါတဘာဝတကယ်လေစဉ်းစားကြည့်လိုက်လို့ရှိရင်စီပွားရှာတာပဲဖြစ်ဖြစ်ပညာရှာတာပဲဖြစ်ဖြစ်ကိုကျမ်းမအောင်နေတာပဲဖြစ်ဖြစ်အဲ့ဒါကိုဟာအရေးကြီးဆုံးပုဂ္ဂိုလ်ဆိုတာထင်ရှားတယ်လေဘလောက်ပဲငွေကြေးဒနာချမ်းသာဘလောက်ပဲကျမ်းမရေးပညာတွေတတ်တာကိုမထိန်သိမ့်တဲ့ပုဂ္ဂိုလ်အစားတော့မရှောင်ဘူးရသည်ဥရုတင်းတဲ့လျောက်ပါအောင်မနေဘူးဣရိယာပုမြတ်အောင်မနေဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာစေပညာထိတ်တန်းရောက်တဲ့ဆရာဝန်ကြီးပဲဖြစ်စေယောဂဖြစ်တာပဲအဲ့တော့ကိုကအဓိကဆံတမ်းအထင်ရှားတယ်နော်ပညာရေးကြတော့ပိုးထင်ရှားတော့မိဘတွေကချမ်းသာလို့ကြောင်းကောင်းအပ်တယ်ဆရာကောင်းစီပို့ထားတယ်ကိုကမကြိုးစားဘူးဆိုပညာတတ်မဖြစ်ဘူးနော်နိုင်ငံသားတွေပို့ဝေကြေတနာကုန်ခန်းတင်ပေးမကြိုးစားဘူးဆိုရင်ဒါကိုကြိုးစားလို့တတ်လာတာဒါမိဘကတတ်နိုင်တဲ့ condition လို့ဆိုရဲအခြေအနေကောင်းတစ်ခုကိုပဲဖန်တီးပေးလို့ရတယ်ပညာတတ်အောင်ကကိုယ်တိုင်ကြိုးစားရတယ်ဆိုအဲ့ဒါကိုရည်ညွှန်းပြီးမြတ်စွာဘုရားအတ္တဟိအတ္တနောနာထောအရာရာဟာကိုယ်အပဲဆုံးဖြတ်ကျမ်းမာရေးဖြစ်စေပညာရေးဖြစ်စေစီးပွားရေးဖြစ်စေစီးပွားရေးလည်းပေးရလူကအကူအညီပေးနိုင်ငွေကြေးအကူအညီပေးမယ်ချိန်ကားမယ်စီးပွားရေးပညာသင်ပေးမယ်နော်အယောင်းဝယ်လုပ်ငန်းတွေပြပေးမယ်ပိတ်ဆွေပေါင်းသင်းတွေဆက်သွယ်ပေးမယ်ဒါပဲရတယ်နော်ဒီတဲ့ပုံမလုံးတာကျန်တာကိုစိတ်ဆွမ်းအားကိုဉာဏ်ဆွမ်းအားတွေနဲ့ထုတ်ပြီးတော့လှုပ်ချအဲ့တော့ဒီလိုကိုလောရတာမှန်မြတ်စွာဘုရားကပွင့်လင်းလင်းဆုံးမတာဖះလောက်တကူကြီးတဲ့ပုဂ္ဂိုလ်ပဲရှိမှာအဲ့တော့တကူကြီးတဲ့ဖះကအတ္တဟိအတ္တနောနာထောလို့ပဲဟောမလဲမင်းတို့ကအကိုကြမင်းတို့ကိုမမယ်လို့ပဲပြောမှာပေါ့သူကဖះဆိုတဲ့ပုဂ္ဂိုလ်ဟာအလုံးကိုအမတမအကျဉ်းတရားရှိတယ်လေကျဉ်းတရားရှိလို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကဲလို့ရမလားဆိုဒါကဲလို့ရတဲ့သဘာဝမဟုတ်ဘူးလုံးမရတာကိုမြတ်စွာဘုရားကဘယ်တော့မှမကြိုးစားဘူးနော်အဲ့ဒီမှာကဲကိုသားကိုသမီးအမတန်ချစ်ကြတယ်အခုဆိုဟောလာတခါကြီးဥယျာဉ်ကျင်းဆန်တို့တော်တုံးဟွာတို့ကိုသားကြီးကိုချစ်မှာပဲနော်ဒါချစ်တာငါလုံးလို့ရမရဘူးအဲ့လိုမရတဲ့အပေါ်မှာကြိုးစားခြင်းဟာမှန်ကန်မှုမရှိဘူးလို့ဆိုလို့
တဘာဝတရားကြီးကိုစန့်ကျင်လို့လည်းလုံးဝမရတာကိုမြတ်စွာဘုရားလည်းဘယ်တော့မှလုံးမှာမဟုတ်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားသူလုံးနိုင်တာဘာလို့ဆိုလို့ရှိရင်ဆုံးမဩဝါဒလမ်းညွှန်ပြသင်ပြခြင်းပဲဖြစ်တယ် instruction ပေးတယ်ခေါ်တော့နော် advice လုပ်မယ် teaching လုပ်မယ် instruction ပေးမယ်ဒါတော့ပဲလုပ်လို့ရခဏခေရောဒီတိုင်းပဲမဟုတ်လားကြီးပွားတိုးတက်ဖို့အတွက်လမ်းညွှန်ပြတာဆုံးမမယ်ဩဝါဒပေးမယ်ဘယ်လိုလုပ်ရလဲဆိုအကြံကောင်းညံကောင်းတွေပေးမယ်ဝိចេတနာလို့ရင်ထောက်ပံ့မယ်ချင်းငားမယ်ကုညီမယ်အခုလဲအဲ့ဒါတွေနဲ့ပဲဝိចេတနာမလုံလောက်တဲ့ပုံကိုယ်ကြီးကြည့်လေစီးပွားလုပ်တယ်ကိုရမလုံလောက်ဘူးစီးပွားလုပ်တတ်တယ်ကိုမလုံဘူးဆိုဘန်နေအချီးကြတာပဲလေနော်အဲ့ဒါပဲလုပ်ငန်းပို့ကြီးလာတဲ့အခါကဘာဘန်ကချီးတယ်လို့ဘယ်ကချီးတယ်လို့ချီးငွေတွေကိုသုံးချပြီးတော့လုပ်ချတာအဲ့လိုလုပ်တဲ့အခါကျတော့ချီးငွေဆိုတာအထောက်ပံ့တော့ပဲဖြစ်တယ်ကိုယ့်ရဲ့အစွမ်းအစဉာဏ်ပညာတို့လုံလဝိရိယတို့ကမကြိုးစားပဲနဲ့ဒါတွေအောင်မြင်တော့မှာမဟုတ်ဘူးအဲ့ဒါအလွန်ထင်ရှားတယ်ဒါကြောင့်မြတ်စွာဘုရားဟောတာအတ္တဟိအတ္တနောနာထောလူတွေမှာဒီထဲမှာဈာပေါက်ယုံကြည်မှုကရှိကြသေးတယ်နော်ဈာပေါက်ယုံကြည်မှုတွေကအကျိုးမပြုဘူးတော့မဟုတ်ဘူးထိုက်တဲ့တော့အကျိုးပြုတယ်ပေါ့နော်ထိုက်တဲ့တော့အကျိုးပြုတယ်ဥပမာမဲ့ရှေ့ရစာတို့ပြတ္တတာတို့ရွေးချယ်ပြီးလှုပ်တာတို့နောက်ပြီးတော့အုံဖွာအာကိုရမန္တအထောက်ကူမဖြစ်ဘူးလားဆိုတော့အထောက်ကူတော့ဖြစ်တယ်နော်ဖြစ်တဲ့တော့ဖြစ်တယ်ခုနဆိုပါစို့အိမ်ထဲဝင်လို့ရှိရင်လူတယောက်ဟာအေးချမ်းသွားတာဒါအိမ်ကပြုတ်တဲ့အထောက်ကူတစ်ပင်အောင်ဝင်လိုက်လို့ရှိရင်အရေးအောင်ရောက်တယ်နည်းနည်းတော့အေးသွားဒါတစ်ပင်ကလည်းအထောက်ကူပြုတ်တယ်လို့ခေါ်တာပဲနော်သို့တော့အဲ့ဒီအထောက်ကူလေးကိုအမိပြုတ်ပြီးတော့ကိုယ်တိုင်လောရမှာဆိုတော့မေးလျော့မနေဘူးဆိုလိုတာပေါ့နော်မေးလျော့နေလို့မရဘူးကိုယ်တိုင်လောရမှာဥပမာမဲ့ရာခိုင်နှုန်းအပြင်ပြောမယ်ဆိုလို့ရှိရင်ဒီကိုယ်တိုင်လောရမှာအပြည့်အဝပဲရာခိုင်နှုန်း95လောက်ကကိုယ်တိုင်လောရမှာကိုယ့်ရဲ့စွမ်းရည်တတိပေါ်မှာမူတည်သွားတယ်ရာခိုင်နှုန်းအဲ့ဒီလိုဒီရသဗျာအတ္တဟိအတ္တနောနာထောအရာရာမှာစီးပွားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ဒီကျမ်းမာရေးပဲဖြစ်ဖြစ်ကိုယ်ကိုယ်တိုင်လုပ်ရမယ်အလုပ်တွေကိုကိုလုပ်ကြရမယ်တဲ့ဘဝခရီးဆိုတာကြတော့တန်တရားမှာသွားကြပြီဆိုတဲ့အခါမှာတချို့ကိစ္စတွေကကြည့်တဘဝအတွက်သာအကျိုးပြုတာရှိတယ်နှစ်ဘဝအတွက်အကျိုးပြုမှရှိတယ်တန်တရားမှာအကျိုးပြုတာရှိတယ်နော်အကျိုးပြုတာရှိတယ်အဲ့တော့ကိုကရွေးချယ်ရမှာဘာလို့ဆိုရင်တုတ်တန်တစ်ခုမှမြတ်စွာဘုရားဟောထားတာလူတွေရဲ့ဆန္ဒနဲ့ပတ်သက်ပြီးလူတွေဟာဘဝတစ်ခုရလာလို့ရှိရင်နံပါတ်1စီးပွားဖြစ်ခြင်းချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့ဒါလူရဲ့ဆန္ဒနော်ပညာတဲ့တောင်မှစီးပွားအဖို့ရည်ကြီးပညာဘာလို့သင်တော့ဆိုပတ်စံရဖို့သင်တာပဲမှာတော့နော်လောကုတ္တရာပညာလွယ်ကျန်တာပတ်စံရဖို့သင်ဝေရဖို့အတွက်ပညာသင်ကြတာအဲ့ဒီပညာကဝေရဖို့အတွက်ထောက်ကူဖြစ်ရမယ်ဒါကြောင့်ဗမာပြည်မှာဆိုလို့ရှိရင်လေလူတွေဟာအမြင့်ဆုံးမျှော်မှန်းချက်လို့ပြောရမယ်ထင်ပါတယ်အခုချိန်တော့နည်းနည်းတောင်းလာလားမသိဘူးဆေးမိတယ်ဆိုလို့ရှိရင်နော်ဆေးဘက်ဝင်တယ်ဆိုလို့ရှိရင်သူကအမှတ်များတာကိုပြောတာဗမာပြည်မှာနော်10တန်းမှာဆေးဘက်ဝင်တယ်ဆိုတော့အမှတ်900ကျော်သွားပြီ600ကျော်သွားပြီဆိုဆေးဘက်ဝင်သွားအဲ့ဒါကိုနံပါတ်1ထားနေကြဘာကြောင့်လို့ဆိုရင်ဆရာဝန်ဖြစ်ရင်ဝင်ငွေကောင်းတယ်ဆိုတာအဓိကအားတာဆရာဝန်ဖြစ်ရင်ဝင်ငွေကောင်းတယ်ထိတဲ့ဝင်ငွေကောင်းတာတွေတွေ့လာလို့ရှိရင်အဲ့ဒါနောက်ကျသွားအောင်ပါပဲနော်နိုင်ငံတိုင်းပြည်တွေမှာတော့ကြားဘူးတာဆရာဝန်ကဝင်ငွေကောင်းတယ်လို့သိပြီးမပြောကြတော့နော်နိုင်ငံတိုင်းပြည်တွေမှာတခြားနေလန်းနေနဲ့သွားလိုက်မယ်အဲ့ဒါလို့တစ်ချိန်တစ်ခါတော့တောင်မှပဲဘုန်းကြီးတို့
နှစ်ပိုင်းနေတော့ဆိုဗမာပြည်မှာခေတ်အစားဆုံးလုပ်ငန်းတစ်ခုကဘာလို့ဆိုသင်္ဘောသားလုပ်နော်သင်္ဘောသားအလုပ်ကအဲ့ချိန်မှာတော့ဖြစ်ဘာကြောင့်လို့ဆိုကားသွင်းလို့ရဟာလေတော့ကားပတ်မေးရသင်္ဘောသားဆိုလူတွေကလည်းထင်ကြီးအခုတော့မဟုတ်တော့အခုသင်္ဘောသားမေးကုန်ကြဟိုခေပြောင်းတဲ့သဘောလေးတွေကိုအမတ်တမဲ့မနေနဲ့ရှိပေါ့နော်အဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ပညာသင်ညာတာဟာလောကပညာသင်ညာကစီးပွားဥစ္စာဖြစ်ဖို့ပဲအရေးကြီးတာစီးပွားဥစ္စာဖြစ်ဖို့ပဲသင်ညာတာများတယ်အဲ့တော့စီးပွားဥစ္စာတဘဝအတွက်လူတွေဟာကြိုးစားအထောက်ကြတယ်နောက်ဘဝဆိုတာရောက်ရဘဝဒီတဘဝအတွက်ကြိုးစားအထောက်ရမယ်အဲ့တော့လူတိုင်းဟာဘဝရလာပြီဆိုလို့ရှိရင်နံပါတ်1ချမ်းသာကြွယ်ဝခြင်းနဲ့စီးပွားဥစ္စာတွေပြည့်ဝခြင်းနဲ့ဒါမျှော်လင့်ချက်တစ်ခုစီးပွားဥစ္စာတွေရလာပြီဆိုရင်ဂုဏ်သတင်းနဲ့ကြောကြားမှုလိုလာတယ်နော်ဂုဏ်သတင်းကြီးမှုကြောကြားမှုလိုလာတယ်ဒါနံပါတ်2ကရှိညသူတို့ရဲ့မျှော်လင့်ချက်လူသားတွေအားလုံးရဲ့မျှော်လင့်ချက်လို့ဆိုလို့အဲ့ဒါလို့စီးပွားဥစ္စာလည်းချမ်းသာကြွယ်ဝတယ်ဂုဏ်သတင်းလည်းကြီးတယ်လူလောကမှာဂုဏ်ရှိတည်ရှိနေကြပြီဆိုရင်နောက်မျှော်လင့်ချက်တစ်ခုတက်လာပြန်တယ်သက်ရှိခြင်းနဲ့ဟောသက်ရှိနေခြင်းနဲ့ကျမ်းမာမှာနေခြင်းနဲ့ဒါတတ္တရမျှော်လင့်ချက်ဖြစ်လာဟုတ်ပြီအဲ့ဒီမျှော်လင့်ချက်တွေအကုန်ပြည့်စုံသွားပြီဆိုတဲ့အခါမှာじゃနောက်ဆုံးမျှော်လင့်ချက်ကလေးတစ်ခုကပါတော့ဆိုလူဘဝမှာမနေရလို့ဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်ကောင်းရာဒုက္ခတိဘုံရောက်ခြင်းလေဆိုတာနောက်ဆုံးမျှော်လင့်ချက်လေးပဲအဲ့တော့ဘဝမှာဒီမျှော်လင့်ချက်တွေပြည့်ဝဖို့ရတဲ့ဘာပဲဒီစီးပွားဥစ္စာတိုးတက်ဖို့ဆိုရမျှော်လင့်ချက်ရဲ့အကြောင်းတရားတွေအများကြီးပဲရှိတယ်အခုခေတ်ဆိုရင် economy ဆိုပညာရပ်တွေသင်တယ်မိတ်ဆွေပေါင်းသင်ကောင်းတဲ့စီးပွားလုပ်တတ်တဲ့ဆိုပုဂ္ဂိုလ်တွေကဒါဒီမျှော်လင့်ချက်ကိုဖြည့်ဆည်းပေးနိုင်တယ်ပေါ့နော်မျှော်လင့်ချက်ဖြစ်ဂုဏ်ရှိတည်ရှိဖို့ဆိုတာကြတော့လူတွေဟာကိုယ်ဂုဏ်သိက္ခာရှိနေတတ်ဖို့အတွက်ဂုဏ်သိက္ခာရှိဖို့လူရဝင်ဆမ်းဖို့ဆိုတာတခါကြိုးစားကြပြန်ကြိုးစားပြီးအသက်ရှိဖို့ဆိုတာလည်းတခါစေပညာရက်တွေနဲ့လူတွေဟာကြိုးစားကြပြန်တယ်အဲ့လိုအဲ့ဒီကြိုးစားမှုတွေအားလုံးဟာနောက်ဆုံးမှာအလွန်တိုးတောင်းတဲ့အချိန်ကာလအတွင်းပြီးသွားရောဆုံးသက်သွားဗမာပြည်မှာပဲဖြစ်ဖြစ်နိုင်ငံတကာမှာပဲဖြစ်ဖြစ်တကယ်ဟိုနိုင်ငံကောင်းဆောင်ကြီးတွေဖြစ်သွားဆုံးသက်သွားကြတယ်နော်ဆုံးသက်တထေးကြီးတွေပြီးတော့လည်းဆုံးသက်သွားကြတယ်ဂုဏ်သတင်းကြော်ကြားတဲ့ပုဂ္ဂိုလ်တွေဆုံးသက်သွားကြတယ်အဲ့ဒါတွေကတဘဝအတွက်တွေဖြစ်တယ်အေးရေရှိခံတဲ့အခြေအနေတွေကိုတို့ဘာလုပ်ရမလဲဘဝတစ်ခုမှာဒီဘဝလည်းချမ်းချမ်းသာသာနေရမယ်နောက်ဘဝလည်းချမ်းချမ်းသာသာနေရမယ်ဆိုတဲ့အခါမှာအကြောင်းရှာပြီးအဖြေထုတ်တတ်ရမယ်အဲ့ဒါကြတော့မြတ်စွာဘုရားဟောတာကိုပဲမှတ်ကြအောင်မှာဖြစ်တယ်ဘာလို့လို့ဆိုရင်တေးသေးချမဲ့ကိုဘာဖြစ်မဲ့ဆိုတော့ဘယ်သူမှမသိဘူးဘုန်းကြီးတို့လည်းမသိဘူးမသိနိုင်နော်သိနိုင်တဲ့ပုဂ္ဂိုလ်ဟာဒီတမာရီစွမ်းအားတွေအလွန်ကောင်းပြီးတော့ယဟနာပုဂ္ဂိုလ်မျိုးတွေကြာရင်တော့သိကောင်းသိနိုင်နောက်ဘဝဘာဖြစ်နေလဲဆိုတာသို့တော်မြတ်စွာဘုရားကတော့ဟောထားတာရှိတယ်လူတစ်ယောက်သိဆုံးလို့သူပဲရောက်တယ်လေလို့မင်းတို့သိချင်လို့လာမေးနေရင်ငါတခြားတရားတောင်ဟောရမှာမဟုတ်ဘူးတဲ့အဲ့တော့ငါပြောတာမှတ်ထားကြတခါလဲဆိုမှန်ကြည့်ပြီးတော့တော့ကမှကိုမျက်နှာကိုကြည့်နိုင်တဲ့ချင်းမုံလို့ခေါ်တဲ့မှန်လေးကိုကြည့်ပြီးတဲ့အခါမှာကိုမျက်နှာကိုပြင်လို့ရတယ်ကိုမျက်နှာရိပ်ပုံရိပ်ကိုမြင်ရတယ်အဲ့ဒါလိုပဲဓမ္မဒါသတရားလမ်းကြောင်းဆိုတဲ့မှန်တစ်ခုမြတ်စွာဘုရားငါပေးထားမယ်အဲ့ဒါနဲ့ပဲကြည့်ပြီးဆုံးဖြတ်လို့ဆိုပြီး
မြတ်စွာဘုရားကဘာဟောထားလို့ဆိုဒါအရေးကြီးတယ်ကိုယ့်ကိုယ်တဲ့နော်ကိုပြီးကိုဘာလို့ရမယ်ဆိုသိဖို့အရေးကြီးတယ်ပေါ့ကျန်တာတွေကစီးပွားရေးတွေကလည်းအောင်မြင်ကြတယ်ကိုတိုင်းတာတခုကိုစ조사လို့ရကြနော်ဂုဏ်သတင်းတွေလည်းချီးကြတယ်အသက်လည်းရှိအောင်စ조사နေကြတယ်ဒါသူနီလန်းနေနဲ့သူရှိတယ်နောက်ဘဝဆိုတာကျတော့ဖះပဲအကူရတော့အဲ့ဒါကျတော့ကိုလည်းမသိဘူးဘယ်သူမှလည်းမသိဘူးတရားအဲ့တော့မြတ်စွာဘုရားစိတ်ချရအောင်နောက်ဘဝဆိုတဲ့အတွက်ကိုမျှော်လင့်မယ်ဆိုလို့ရှိရင်တဲ့ငါဟောထားတဲ့ဓမ္မဒါသဆိုတဲ့ဓမ္မကျင့်မှုလေးကိုကြည်တယ်အဲ့ဒါဘာလို့ဆိုအသင်လူသားတယောက်ဟာငါးပါးသီလကိုအသက်ထက်မြတ်မြတ်နိုးနိုးတမိုးထားပလားဆိုလိုတာကသူများတဲ့တပ်ဖို့စိတ်ထဲတော့မကူဘူးသူများဥစ္စာယူကိုစိတ်ထဲတော့မကူဘူးနော်သူတော်ဘာသာမရပြစ်မှားဖို့လိမ့်နေလဲပြပြီးဒုထွက်တာအကျိုးပျက်စီးအောင်လုပ်ဖို့မူရစေဝသုံးဖို့ဆိုတာဒါတွေကိုလုံးဝရှောင်ကျဉ်ပြီးတော့စေကူရတော့မထဲတဲ့ငါးပါးသီလကိုမျက်မျက်နိုးနိုးထိမ့်သိမ့်ပြီလားအဲ့ဒါလို့မျက်မျက်နိုးနိုးအသက်တဲ့တန်ဖိုးထားပြီလားအဲ့ဒါအသက်တဲ့တန်ဖိုးထားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာသိလို့ရှင်ကောသူကတိပေါ့ရောက်မှသိချပြီပေါ့နောက်တစ်ခါဖရာတရားတန်ခါယရဏသုံးပါးပေါ်မှာဆုံးဖြတ်ပြီလားကိုယ်ွယ်ရဘာသာတရားနဲ့ပတ်သက်ပြီးတော့ကိုဆုံးဖြတ်ချက်ရှိရလားရောင်းဝါနေတော့မလားဘယ်ဘာသာကမှန်တယ်လို့ကိုယ်စိတ်ထဲမှာရောင်းဝါဖြစ်နေသေးသလားအဲ့ဒါလို့မဖြစ်တော့ဘဲနဲ့အမှန်တရားကိုဟောနိုင်တာဒီဖရာပဲဖရာဟောတဲ့တရားသေးတာလဲအမှန်တရားဖြစ်တယ်ထိုအမှန်တရားကိုသယ်ဆောင်လာတဲ့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေပေါ်မှာကုသိုလ်ကောင်းမှုကတော့ပြုတယ်ဖရာတရားတန်ခါဒီယရဏသုံးပါးဟာအစစ်မှန်ပဲလို့ဒီပုံမှာဝေဝါးမနေပဲနဲ့ဆုံးဖြတ်ချက်ချနိုင်ပြီလားအဲ့ဒီဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာငါးပါးသီလမျက်မျက်နှုံနှုံထိမ့်သိမ့်ဆောင်ရှောက်ပြီလားအဲ့ဒီအချက်ကအရေးကြီးဆုံးပဲတဲ့အဲ့ဒီမှာကိုယ်ဆုံးဖြတ်ချက်ချနိုင်တယ်ငါဟာအပေလေးပုံကလွတ်ပြီလို့မြတ်စွာဘုရားသောတာပန်ဖြစ်သွားရင်လည်းဒီရေးချင်းတွေကိုပြောတာပဲခင်ဗျာနော်တရဏဂုံမြဲခြင်းနဲ့ငါးပါးသီလကိုအသက်ထက်မြတ်နိုးခြင်းအသက်ထက်မြတ်နိုးခြင်းဆိုတာအသက်နဲ့ငါးပါးသီလလဲဖို့ကြုံလာလို့ရှင်အသက်ပဲအသေးခံမယ်ငါးပါးသီလအပြတ်မခံဘူးဆိုတဲ့တံပိုးထားမှုဆိုလို့ရပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားကကိုမမျောမှန်းနိုင်တဲ့ကိုမသိနိုင်တဲ့နောက်ဘဝဆိုတဲ့အကျိုးတော့ဒီချင်းနေနဲ့ကတ်တက်ပြီးတော့ဖော်ပြထားတာဖြစ်တယ်သုတ္တန်တစ်ခုမှမြတ်စွာဘုရားကခုနကလိုချင်တဲ့အချင်းနေကောင်း၄ရက်ကိုဖြစ်စည်းပေးနိုင်တဲ့အကြောင်းတရားဆိုပြီးဟောထားတာကြတော့နံပါတ်1တတ္ထာကောင်းတာလုပ်ဖို့အတွက်စိတ်ဝင်စားတာယုံကြည်တာသီလကိုချင်းတရားဒါပါရပဲတူတူပဲနော်တတ္ထာဆွမ်းအားကဘာသာတရားနဲ့ပတ်သက်ပြီးယုံကြည်တာပဲသီလကကိုချင်းတရားခုနဟောတဲ့ဓမ္မဒါသနဲ့ထပ်တူညီမျှပဲအဲ့ဒီပဲပါပိုးလာတော့ဆိုစာခါလို့ခေါ်တဲ့ generosity ဆိုတာပေးတာကမ်းတာလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေကိုယ့်ရင်ထဲမှာကိုယ်သာသုံးမယ်ကိုယ့်အတွက်သာကြည့်တယ် selfishness ဆိုဖြစ်မရှိဘူးလို့ဒီလူကကိုချိုးသိကြည့်တာပဲဆိုလူလောကမှာလည်းကဲကြတယ်လေအဲ့ဒါလို့ကိုချိုးတစ်ခုတည်းကိုကြည့်တတ်တာမစ္စရိယလို့ခေါ်တယ်။ဘာကြောင့်လဲဆိုမစ္စရိယဆိုတဲ့စကားလုံးကို definition ပေးတဲ့အခါမာဣဒံအစ္စရိယအညေတံဟောတုဒီအခြေအနေကောင်းတွေဘယ်သူမှမဖြစ်ပါစေနဲ့ဆိုတာသူကကိုအောင်မြင်မှုမျိုးသူများကိုမရစေချင်တာမစ္စရိယပဲလောကလူတွေရဲ့စိတ်ဓာတ်ဟာအမတ္တမဆန်းကျယ်တယ်နော်ဆန်းကျယ်
ကိုကြည်ပွားတယ်လို့သူများကိုမကြည်ပွားစေချင်အဲ့ဒါမစ္စရိယလို့ခေါ်တယ်ကိုနေတဲ့အဆောင်အုံမျိုးသူများမနေစေချင်ဘူးနော်နောက်ကိုရထားတဲ့အခွင့်အရေးမျိုးသူများမရစေချင်ဘူးအဆောင်အုံနဲ့ပတ်သက်တာကိုအာဝါဒမစ္စရိယလို့ခေါ်တယ်အောင်မြင်မှုရရှိမှုပစ္စည်းဥစ္စာရရှိမှုနဲ့ပတ်သက်ကြတော့လာဘမစ္စရိယလို့ခေါ်တယ်ကုလမစ္စရိယကိုမိတ်ဆွေကိုအပေါင်းအသင်းကိုသူများနဲ့ခင်မင်မှသူများနဲ့ပေါင်းသင်းတာမကြိုက်တာမျိုးရတယ်ပဲကုလမစ္စရိယလို့ခေါ်တယ်နောက်တစ်ခုကကုလမစ္စရိယဆိုတော့အလွန်ကြောက်ဆက်ကောင်းတယ်နော်ဒီကိုနဲ့ခင်တဲ့ပုဂ္ဂိုလ်တယောက်ကတစ်ဖက်သားကိုဦးစားပေးတယ်မျက်နှာသာပေးတယ်ဆိုလို့ရှိရင်သူကအကြည့်ချက်စိတ်ဆိုးတယ်ဗမာပြည်မှာတူတူပြောမယ်ဆိုရင်တခါတော့ကြားဘူးကြလားမသိဘူးနော်ကြားဘူးကြလားဆရာဝန်ကြီးရဲ့သမီးနဲ့မွေးစားသမီးတို့နေတဲ့တပည့်အဲ့ဒီမှာ S နဲ့ပဲပြီးတော့မျက်လုံးကန်းသွားတာလေဗမာပြည်ဘာမှမဟုတ်ဘူးဒီဟာအချက်လက်ဒီခုပြောတဲ့မစ္စရိယနော်အဲ့တော့ကိုယ်ကဖေပါပေးစေချင်တယ်သူ့ဖေပါပေးလိုက်ရင်ပြိုင်မဲ့လူကိုဖြတ်ဒုက္ခရောက်လုပ်လိုက်တာပဲအဲ့လိုဟာမျိုးတွေပေါ့နော်မခံနိုင်တဲ့စိတ်တွေပေါ့မစ္စရိယဆိုတာဒေါသနဲ့တွဲတာပဲအများကြီးပဲအဲ့ဒါတွေကိုကြော်ကြားတာမျိုးသူများကိုကြော်ကြားမှစိုးတယ်အဲ့တော့သဘုတ်လေလွှင့်နေပြောတယ်အဲ့ဒီလူကိုသိခါကြအောင်လုပ်တယ်ဒါမစ္စရိယပဲအဲ့ဒါဝဏ္ဏမစ္စရိယလို့ခေါ်ဓမ္မမစ္စရိယကြတော့ကိုသိတဲ့ပညာရတ်တွေကိုရှိုးဝဲထားတယ်သူများကိုမပေးချင်နော်မပေးချင်လို့မြမတိုင်းရင်းစီးတွေဆိုပျောက်ကုန်တယ်လေအမှန်တန်ဆွမ်းဖြစ်တဲ့တိုင်းရင်းစီးတွေပျောက်ကုန်တယ်တမဲဖွဲ့နမဲဖွဲ့အာစရိယမုဋ္ဌိလို့ခေါ်တယ်အဲ့ဒါအာစရိယမုဋ္ဌိဆိုတာဆရာက keeping back သူပညာရတ်ကိုပြန်ပြီးတော့ယူထားပြီးဆုတ်ထားတယ်မပေးဘူးဘယ်သူမှရှုပ်ဝဲချက်ကလေးလှုပ်ထားတယ်နော်မြတ်စွာဘုရားကတော့ပွင့်ပွင့်လင်းလင်းပြောတယ်နမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မိတုမြတ်စွာဘုရားငါဟောတဲ့တရားအကုန်လုံးချင်းချက်မရှိအတွင်းအပြင်အကုန်လုံးလှမ်းပြီးဟောထားတာတဲ့ငါမှငါသာသိတယ်မင်းတို့မသိနိုင်ဘူးဆိုတဲ့အာစရိယမုဋ္ဌိခြံထားတာတခုမှမရှိဘူးလို့ပြောတယ်မြတ်စွာဘုရားပြိဋိဘံဆိုင်ကနေ့မှာအကုန်ဖွင့်ပြောခဲ့တယ်နမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မိလောကလူသားတွေကတော့ဘယ်နည်းနဲ့ဖြစ်ဖြစ်နည်းနည်းတော့ဝတ်ထားသေးတယ်သူဝတ်ဖဲလေးဆိုတာရှိတယ်ဖဲရတဲ့လူကတော့ဝတ်ဖဲရှိတာပဲလေကိုယ့်အတွက်တော့ဝတ်ထားလိုက်သေးတာပဲအာစရိယမုဋ္ဌိလို့ခေါ်တယ်အဲ့ဒါဆရာစားချတာမြတ်စွာဘုရားတရားဓမ္မနဲ့ပတ်သက်ပြီးငါမှာအာစရိယမုဋ္ဌိရှိဘူးတဲ့အတွင်းရောအပြင်ရောအကုန်မင်းတို့သိသိရတာအကုန်ဟောပြီးပြီငါ့ကိုအာကုမနေနဲ့ကိုယ့်ကိုလှုပ်ချလို့ဆိုတဲ့အတိတ်ပဲပြောတာဒါအလုံးမှန်တယ်ဖေရနော်ဖေရဆိုတာတရားတွေအလုံးအတွက်အသိဉာဏ်ပေးတဲ့ပုဂ္ဂိုလ်ပဲသူ့မှာဘယ်ရှိုးဝတ်ထားတာရှိအဲ့တော့ဓမ္မမစ္စရိယဆိုတာမျိုးကရှိတတ်တယ်ပေါ့ပညာနဲ့ပတ်သက်ပြီးရှိုးဝတ်ထားတယ်အဲ့လိုရှိုးဝတ်ထားတဲ့မျိုးတွေကမစ္စရိယလို့ခေါ်တယ်ဓမ္မမစ္စရိယလို့ခေါ်တယ်အဲ့ဒါဟာလူတွေရဲ့ယင်ထဲမှာအမုန်းတရားကိုဖြစ်ပွားစေတတ်တဲ့တရားတစ်ခုပဲအဲ့ဒါကိုဖယ်ရှားလိုက်တာကိုစာကာလို့ခေါ်တယ်လူနေတာတန်းနေတာကြီးပဲမဟုတ်ဘူးခုနစာကာဆိုတာအလုံးအတွက်ဆိုပြီးစိတ်ကထားနိုင်ရမယ်ပေါ့အဲ့လိုထားနိုင်ရတမန်အပြည့်ဓာမျိုးတွေဖြစ်တတ်တယ်မိဘနဲ့သားသမီးတောင်ဖြစ်တတ်သေးတယ်ယုံညာလားမသိဘူးမိဘနဲ့သားသမီးကသိတော်လာတယ်အမေဖေရှိမှသူ့ပဲချီးမွမ်းနေတယ်ဆိုရင်မိဘမခံနိုင်ဘူးကြာဖြစ်တတ်သေးတယ်နော်ဖြစ်တတ်တယ်ဖះဟို950ဇတ်ထဲမှာဆိုလို့ရှိရင်မိဘပဲနော်မိဘပဲဘုရင်ကြီးကသူ့မိဖုရားသားလေးတူရလာမိဖုရားကသူ့သားလေးတာချစ်တော့သားလေးပဲယူရနေတော့သူ့ခယူမဆိုင်တော့အဲ့သားလေးတပ်ပြစ်ထားတယ်စဉ်းစားကြည့်နော်အဲ့ဒါတော့ထီအောင်သူကဒီ
ကိုယ်ကဂရုစိုက်စေချင်တာလေကိုယ်သားကိုဂရုမစိုက်စေချင်ဘူးဒါလည်းတတိထားမယ်နော်အဲ့ဒီလူတွေမစ္စရိယတရားဆိုတာနေရာတိုင်းမှာဖြစ်တတ်တယ်ပေါ့နေရာတိုင်းမှာဖြစ်တတ်တယ်အဲ့ဒီလူမစ္စရိယတရားမဖြစ်တာကိုဒီဟိုရင်ပေါ့ open minded ပေါ့နော်စိတ်နှလုံးကပွင့်လင်းနေကိုယ့်အတွက်သာဆိုမစင်စားဘူးဆိုတဲ့စာကားရှာနောက်ဆုံးအရေးချင်းတစ်ခုကတော့ပညာတဲ့မြတ်စွာဘုရားအဲ့ဒါတော့အရေးကြီးဆုံးပဲကိုယ့်ဘက်ကိုဆင်ញင်သုံးသပ်ပညာရအောင်ကဘာလို့ရမလဲစာပေဖတ်ရှုရမယ်တရားဓမ္မနာယူရမယ်မသိတာမေးရမယ်ဆွေးနွေးရမယ်ဒီနည်းနဲ့ပဲကိုပညာရနိုင်အဲ့ဒီပညာကလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိရလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိဖို့မလုံးတဲ့နာဆိုရှောင်ဖို့လုံးတဲ့နာဆိုရင်လုံးဖို့လောကမှာလူတွေမှာအကျိုးဆုပ်ယုတ်တာနှစ်မျိုးရှိတယ်မလုံးတဲ့နာသွားလုံးလို့ဒုက္ခရောက်တာတစ်ခုလုံးတဲ့နာမလုံးဖဲနေလို့အကျိုးစီးပွားဆုပ်သွားတာတစ်ခုလုံးတဲ့ရင်တန်းနဲ့မလုံးဖဲနေရင်လည်းပျက်စီးတာပဲနော်အဲ့ဒီနှစ်ခုလုံးကိုရှောင်ရှားနိုင်ဖို့ကြတော့ပညာလိုအပ်တယ်လို့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေမှာသူများကိုအားကိုးဖို့ဆိုတခုမှမပါဘူးနော်ဘယ်ချိန်လေးမှပါတော့လုံးဝအားကိုးရဘူးလားလို့ဒီလိုဆိုလိုတာတော့မဟုတ်ဘူးအဓိကနဲ့ပဓာနာနဲ့အပဓာနာခွဲပြောတာမြတ်စွာဘုရားခုခေတ်လို့ဆိုမေချာမိုင်းနာဆိုရှိတယ်မဟုတ်လားပညာသင်တော့ဒါမေချာဟိုမိုင်းနာဆိုမေချာမိုင်းနာဆိုနေရာတိုင်းမှာရှိအဲ့တော့မေချာမိုင်းနာကိုကွယ်ကွယ်ပြတ်ပြတ်သိဖို့လိုတယ်အဲ့တော့ဆရာသမားတို့အာမကိုရပါလားမိဘအာမကိုရပါလားအကိုရပါတယ်မိဘရဲ့ဆောင်းရှောင်းမှုတွေကဒါဥပနိဒေယပစ္စယောလို့ခေါ်တယ်24ပစ္စည်းတော့မိဘကထောက်ကူပြုတယ်အများကြီးပဲဆရာသမားကထောက်ကူပြုတယ်လမ်းကြောင်းတက်ပေးတယ်ဆုံးမတယ်စသင်ပေးတယ်မသိတာတွေသိရတယ်ဒါမိဘဆရာသမားမိဘကငွေကြေးတနာထောက်ပံ့ပေးတယ်ကိုပညာတတ်ဖို့ခက်ခဲတွေမရှိအောင်လုပ်ပေးတယ်ဒါမိဘရဲ့ကျေးဇူးတွေအဲ့တော့မိဘစီကရထားပြီးတဲ့အခါမှာကိုလိုအပ်မှာကိုယ့်ရဲ့အသိဉာဏ်နဲ့လုံလဝိရိယကိုသုံးချပြီးတော့စီးပွားဖြစ်အောင်လုပ်တာတို့ပညာတိုးတက်အောင်လုပ်တာတို့ကျမ်းမာအောင်နေတာတို့ကြတော့ကိုပဲကိုပေါ်မှာမူတည်သွားပြီတန်တရားထဲမှာကောင်းရသူတွေကိုရောက်ဖို့လည်းပဲကိုပေါ်မှာမူတည်သွားပြီအဲ့တော့မြတ်စွာဘုရားကဘဝခရီးကိုသွားကြပြီစဉ်းစားကြည့်လိုက်မယ်ဆိုရင်အခုဘဝတစ်ခုမှလာဆုံးစည်းကြတယ်အခုပြောမယ်ဆိုလို့ရှိရင်နော်တခါကြီးဦးရန်ကျင်းဆန်တို့တော်တုံးသွားဦးရန်ကျင်းဆန်ကလည်းသူ့လမ်းနဲ့သူလာခဲ့တာပဲတော်တုံးသွားလည်းသူ့လမ်းနဲ့သူလာခဲ့တာဒီရောက်တဲ့အခါကျတော့နှစ်ဦးလက်တွဲမိသွားလက်တွဲမိသွားတဲ့အခါကျတော့မိဘနှစ်ပါးကြောင့်သာသမီတွေဆွာဖြစ်လာကြတယ်ဒါဒီဘဝမှာလာပြီးတော့တော်ဆက်ကြတယ်တော်ဆက်တဲ့အခါတူအချိုးပြုတ်တဲ့အလုပ်တွေလုပ်ကြပြီးတော့လက်တွဲညီညာဘဝခရီးကိုဖြတ်တန်းကြတယ်အဆိုးတွေကိုဖြတ်ကျော်ပြီးတော့ကောင်းကျိုးချမ်းသာရအောင်ကြိုးစားသွားကြတယ်ဒါဘဝတစ်ခုမှလက်တွဲခြင်းပဲပြီးရင်လက်တွဲဖြုတ်သွားကြအခုဥမောင်ပုဆိုလက်တွဲဖြုတ်သွားတာပေါ့နော်လက်တွဲဖြုတ်သွားတယ်အဲ့ဒီလိုဘဝခရီးဆိုတာကြုံတဲ့အခါမှာလက်တွဲလိုက်ကြပြီးရင်ကိုခရီးကိုထွက်သွားလိုက်ကြလို့ဆိုတော့အရေးကြီးဆုံးကဘာအရေးကြီးဆုံးလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့အတိုင်းအတ္တဟိအတ္တနောနာထောကိုဒီသာလဲအရေးကြီးဆုံးဆိုအဲ့တော့ကိုအရေးကြီးဆုံးဆိုတော့ဘာကိုပြောတာတုံးလို့ဆိုလို့ရှိရင်ကိုစိတ်ဟာမိကြမိုင်နာနဲ့ပြောမယ်ဆိုရင်စိတ်ကအရေးကြီးဆုံးပဲကိုစိတ်တဲ့ကကောင်းတာလုပ်ရင်လည်းကောင်းတာဖြစ်ဖို့တော့မကောင်းတာလုပ်ရင်မကောင်းတဲ့ intention လို့ခေါ်တဲ့ရည်ရွယ်ချက်ဟာအမတမစိတ်ထဲမှာဖြစ်ပေါ်လာတဲ့စေတနာလို့လည်းပြောလို့ရတယ်အဲ့ဒီ intention ဟာသိအရေးကြီးတယ်နော်ကုသိုလ်ဖြစ်ဖို့ကောင်းကျိုးတရားတွေဖြစ်ဖို့ဟာ intention မှာပူတည်တယ်လို့ဆိုလို့ကိုလုပ်တဲ့လုပ်ရက်တွေမှာသူတစ်ပါးကိုထိခိုက်စိတ်လို့တဲ့ intention တ
တူတစ်ခုခုပျက်စီးစေလို့တဲ့ intention မရှိဘူးဆိုရင်ကောင်းတဲ့အလုပ်ရလို့ပြောပါမယ်နော်တူတယောက်ကိုထိပါပုတ်ခတ်လို့တဲ့ရှိရချက်နဲ့စကားပဲပြောစားပဲရေးတခုလုပ်လို့ရှင်မကောင်းတဲ့ intention လို့ပြောအခုခေတ်မှာ intention တွေကတအားကိုများတယ် Facebook ထဲကနေလည်းပြောချင်ပြောတာပဲလေရေးချင်ရေးလိုက်တာစားလို့စားစီဆိုအခုခေတ်ကလွယ်သတင်းစာတွေတော့ထည့်ကြမလို့တော့ဘူးအဲ့ဒါလို့ intention လူတယောက်ဒုက္ခရောက်စေခြင်းနဲ့စိတ်နဲ့လုပ်တဲ့ intention ဆိုတာအခုလှုပ်လိုက်တော့ဟိုတယောက်သားမှဒုက္ခရောက်သွားတယ်ဟုတ်တယ်ကိုကလှုပ်လိုက်လို့ဟိုမှဒုက္ခရောက်သွားတယ်အဲ့ဒီဒုက္ခမျိုးဟာတနေ့ကျရင်ကိုယ်စီပြန်ရောက်လာအဲ့ဒါကိုပြောတာအင်ဒိုနီးဟိုရင်ပေါ့အော်စီကဘူးမရင်ဆိုလက်နဲ့ကြီးစားအဲ့ဒါဘူးမရင်လက်နဲ့ကြီးကိုပြစ်လိုက်လို့ရှိရင်သူကကောင်းကင်မှာဝဲပြီးတော့ဖြစ်တဲ့လူရဲ့လက်စီပြန်ရောက်လာပြန်ရောက်လာရသော်ဗျာလည်းဟောတာရှိတယ်သူတစ်ပါးဒုက္ခရောက်အောင်လုပ်လိုက်လို့အဲ့ဒီဒုက္ခသည်တဲ့အဲ့ဒီကနေပြန်ပြီးတော့ကူးပြောင်းလာသလိုကိုယ်မှပြန်ဖြစ်လာတတ်တယ်ဒါအမှန်ပဲနော်ဒါပေမဲ့စိတ်ဆင်းအောင်လုပ်ရင်ကိုယ်စိတ်ဆင်းရဲမှုတွေကိုပြန်ရလာတယ်ကျုံလာတယ်ဒါပေမဲ့အင်္ဂါရတေဥမာမျက်စိကန်းတော့အောင်လုပ်လိုက်တဲ့ဆိုကိုယ်စီပြန်ရောက်လာကိုယ်ဒုက္ခရောက်တယ်အဲ့ဒီလိုမျိုးဖြစ်တတ်တယ်ဒါကံကြမ္မာရဲ့သဘာဝဘယ်သူမှလောက်တာမဟုတ်ဘူးကိုယ့်ရဲ့ intention နဲ့လုံးလိုက်လို့ရောက်သွားတဲ့ဒုက္ခသည်ကိုယ်စီမပြန်ရောက်လာတယ်ဘယ်သူကခေါ်လာတော့ဆိုကိုယ့်ရင်ထဲကဖြစ်တဲ့ intention ပဲအဲ့ဒါကနေပြီးတော့အကျိုးပေးလိုက်တာလို့သူများကိုထိခိုက်အောင်ဆိုပြီးလုံးလိုက်တဲ့စိတ်နေသဘောတရားဒီကိုယ့်ရင်ထဲမှာကံကြမ္မာလို့ဆိုတဲ့မျိုးစေ့ဖြစ်သွားတယ်သူများကိုဒုက္ခပေးလိုက်တဲ့မျိုးစေ့သည်အစိတ်မျိုးစေ့ဖြစ်ပြီးအဲ့ဒီအစိတ်မျိုးစေ့ဟာအသီးသီးတော့ကိုယ်စီမှာဖြစ်တာပဲလေဒါသဘာဝဒီလိုဖြစ်လာတာနော်သူများစီရောက်သွားတာကကိုယ့်ရဲ့လုံးရကြောင်တစ်ခုခုရောက်သွားတာသာရှိတယ်ကြံရစ်တာကိုယ်ထဲမှာမျိုးစေ့ကြီးကကိုယ်ထဲမှာကြံရစ်တယ်အဲ့ဒါကြောင့်မို့လို့ဘယ်မှပြေးလို့မလွတ်ဘူးကံတရားကိုယ့်ရဲ့နေမှာဖြစ်လိုက်တော့ကိုအဲ့ဒါကြောင့်မို့လို့ကိုယ်ကထိမ့်သိမ်းဆော့ရှော့အောင်မှာဘာလို့ဆိုရင်မကောင်းတဲ့ရှိရွယ်ချက်နဲ့ဘယ်သူမှဒုက္ခရောက်အောင်မလုပ်ပါဘူးအလုံးကိုကြောင့်တစ်ဖက်သားချမ်းသာသွားတာသာကြည့်ခြင်းနဲ့ကိုကြောင့်မျက်ရည်ကျတာပဲမြင်မြင်မှုကိုကြောင့်ပြုံးရွှင်တာကိုပဲဖြစ်စေရမယ်ဆိုတဲ့စိတ်ထားမျိုးကိုထားနိုင်ရမယ်အဲ့ဒါမေတ္တာပဲနော်မေတ္တာတရားထားခြင်းဖြင့်ကိုကြောင့်ဆိုရင်အစဉ်ပြေရမယ်အားလုံးဟာစီပွားရေးလည်းအစဉ်ပြေရမယ်ဓမ္မရေးလည်းအစဉ်ပြေရမယ်ပညာရေးလည်းအစဉ်ပြေမယ်ကိုညီလိုက်လို့အောင်မြင်သွားတယ်ဆိုတဲ့ပုံမှာပြုံးရှင်တဲ့မျက်နှာများရသွားအဲ့ဒီမျက်နှာတွေကကိုယ်စီပြန်ရောက်လာပါပဲကိုကလှုပ်လိုက်တဲ့အကျိုးဆက်တရားဟိုရောက်သွားတာအဲ့ဒီသဘောတရားကိုမြတ်စွာဘုရားကဟောကြားတာဖြစ်လို့ဩဝါဒပေးတဲ့အခါမှာမြတ်စွာဘုရားလူဆိုတာကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်အဲ့ဒီလုံးမိသမျှကံတရားတွေဟာလူရဲ့ကိုယ်ပိုင်လှုပ်သူရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်သွားတယ်တဲ့ကိုယ်နဲ့သာသက်ဆိုင်သွားတယ်အဲ့ဒီကိုလှုပ်လိုက်တဲ့လှုပ်ရများကိုပဲဘဝခရီးမှာကိုယ်နဲ့အတူပါပြီးယူသွားကြမှာဖြစ်တယ်ဟုတ်တယ်ပိုက်ဆံဆိုတာလည်းယူသွားလို့မရဘူးတိုက်အိမ်နေလည်းယူသွားလို့မရဘူးပိုက်ဆံမှုတွေကုန်ထားခဲ့ရအဲ့ဒီကိုယ်ရင်ထဲမှာဖြစ်သဗျာကိုကောင်းတဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့နေမှာမဖြစ်ပါစေနဲ့ဖြစ်ရင်ချိုးနှိမ်လိုက်ပါနော်အကောင်ထဲပေါ်သွားသည့်ထီအောင်မဖြစ်ပါစေနဲ့စိတ်ထဲမှာဖြစ်ရင်တော့ပြန်မျိုးသိမ့်လိုက်ချိုးနှိမ်ပြစ်လိုက်အဲ့ဒါလို့ပါဇက်ကထုတ်ပြောလောက်သည့်ထီအောင်မရောက်စေနဲ့ကိုတိလဲအောင်လုပ်တဲ့အတိုင်းဒါအထိမရောက်စေနဲ့ချိုးနှိမ်ပြစ်နောက်ဆုံးမှစိတ်ထဲမှာမပေါ်အောင်လုပ်ဒီလိုဆုံးလို့ရပါအဲ့ဒါလို့ရသော်ဗျာရှောင်ရမယ်ဘာကြောင့်လို့ဆိုရင်မင်းတို့လေလိုချင်တဲ့ချမ်းသာဒုက္ခဆိုတာတဲ့အခုလို့မကောင်းတာလုပ်ပြီးရတယ်ဆိုတော့မဖြစ်နိုင်ဘူးတဲ့မဖြစ်နိုင်ဘူးဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာတတ္တမကရိယကလျာဏနိစ္စယတံပရာယိကကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကိုပဲလုပ်ပါတဲ့အဲ့ဒီကုသိုလ်ကောင်းမှုဟာတမလွန်လောကသွားရမယ်ဆိုရင်တကယ်ကိုအကိုရာဖြစ်ပါလိမ့်မယ်ဒါဖရာရဲ့အဆုံးပါပဲเนาะအဲ့ဒီဖရာရဲ့အဆုံးမတိုင်း
တို့တွေဘုရားကိုကြီးညိုပြီးဖះကိုကြီးညိုမြတ်နိုးကြတယ်ဖះကိုကြီးညိုမြတ်နိုးသည့်အတွက်ကြောင့်ဖះရဲ့အဆုံးအမတရားတိုင်းလိုက်နာကြမယ်ဆိုတဲ့ကြီးမှန်းချက်ရှိကြတဲ့ပုဂ္ဂိုလ်တိုင်းဟာနံပါတ်1နေ့ဖះဟောတဲ့တရားငါတို့လိုက်နာချက်3ရက်လားဒါပဲစဉ်းစားပြီးတော့ဖះဟောတာကိုလည်းသိရမယ်ဖះဟောထားတဲ့အတိုင်းကိုလိုက်နာမလိုက်နာလည်းကြည့်ရမယ်အဲ့ဒါမှဘုရားဘာသာစစ်ဖြစ်ပြီးကောင်းကျိုးချမ်းသာအပြည့်အဝရကြမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားရဲ့ဟောကြားဆုံးမတော်မူခဲ့တဲ့ဘဝတန်တရားခရီးတရားတွေတွာလာနေချပုံကိုခြုံငုံပြီးတော့ဟောကြားဆုံးမထားတဲ့အတိုင်းကိုအားကိုချင်းဖြင့်ကိုယ်စိတ်ကိုပြုပြင်ခြင်းကိုကောင်းအောင်ပြင်ဆင်ခြင်းအပြင်သာလဲကောင်းကျိုးချမ်းသာတွေဟာထာဝရရရှိနိုင်တယ်ဆိုတာကိုယ်စီသဘောကျပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း